င်္ဂလာပါရှင်ဖဖန်အခုကတော့ Inno-City ကိုရောက်နေရပြီဖြစ်ပါရှင် Inno-City မှာ3ခွဲချလို့ရှိရင်ကားလာတာကိုစောက်ပြီးတော့ကလောကိုသွားမှာပဲဖြစ်ပါရဲ့ဖဖန်နဲ့တူကလောခီးစင်ကိုလိုက်ခဲ့ကြဆို come on hello အခုကဘယ်ကိုရောက်နေရလဲဟဲ့ဒီလိုလည်းမသိတာပြန်ပြက်အခုကကားပေါ်ကိုရောက်နေရကား expert ကားကိုရောက်နေကြပါရဲ့ဘူးလို့သူရိုက်မယ်မသိဘူးတဲ့ဟိုးဆိုကြောက်တော့အော်နေအောင်အဲ့လေသူရိုက်မယ်လို့ပြောတာသူမကြည့်ရင် ဟုတ် expert ကားကိုရောက်နေဖြစ်ပါရှင်ကိုကတော့ဘိုးချုပ်ပါဘိုးချုပ်ပြီဆိုတော့အိပ်ပြီးကဲမနေ့ကမှတွေ့မယ်Hello အားလုံးပဲမင်္ဂလာပါရှင်ကိုကတော့မနေ့7နာရီပေါ့နော်မနေ့7နာရီထိုးပြီးတော့ဘယ်ကိုရောက်နေလဲဆိုတော့အောင်ပဲမြို့ရောက်သွားပြီကိုကချိန်စားတော့ဆိုင်မှာ breakfast စားမယ်ရှမ်းကောက်လဲဆိုလို့ရန်ကုန်ကရှမ်းကောက်ပဲချိန်မှာလိုက်တာတကယ်ရှမ်းကောက်ပဲအစ်စ်နဲ့လာတို့ကမစားတတ်တော့ဘယ်လိုလဲတော့မသိဘူးတခါမှမစားဘူးကောင်းတော့ကောင်းပါတမျိုးလေးပေါ့ရတာရှမ်းကောက်ဆိုမစားတဲ့တော့ပဲပြုတ်နဲ့စီစမ်းအိမ်မှာစားနေတဲ့အတိုင်းပဲချက်ဘဲဥကျော်နဲ့ဖဲပြုတ်စီစမ်းနဲ့ပဲစားလိုက်ပါတော့တယ်စားကြပါဦးရှမ်းပြည်လာရင်ရှမ်းကောက်ဆိုအစ်စ်နဲ့တိုးမယ်နော်ပဲပြုတ်စီစမ်းသမင်းထဲမှာပဲတိုးတော့မနုကလည်းမှားတယ်အာဟာရပြတ်နေလို့ခုလုံးမဝါလာလို့ပြန်စားပြီးဆိုတော့အလန်းစီတီကိုသွားကြမယ်ခုကတော့ဗန်တို့အလန်းစီတီကိုရောက်နေရဖြစ်ပါရဲ့ရှင်မနေ့က breakfast စားပြီးတော့အလန်းစီတီကိုဖျားသွားဖို့မယ်ဘောဖနဲ့ချုပ်ပါဖနဲ့ချုပ်ကမယ်ဖနဲ့ချုပ်ကမယ်ဒီဗန်တော့အချိန်နဲ့အတိအကျသွားတာဖြစ်တဲ့အတွက်ပေါ့နော်တိတ်ပြီးတော့ထဲတဲ့အထိတော့တေချာမရဲလဲရပါဘူးဒါပြီးလို့ရှိရင်တော့ရှေးဦးရဲ့သမားလိုင်ကိုတောင်းပါပဲဖြစ်ပါရဲ့ရှင်ဗန်တော့ကတော့ရှေးဦးရဲ့သမားလိုင်ကိုရောက်ရှိနေဖြစ်ပါရဲ့ရှင်အဲ့လိုမျိုးဖျားဖို့ကြမယ်ဒါတို့ဒီကိုရောက်ဖို့ဆိုရင်ကြတော့ high jet ကားလေးနဲ့လာပါတော့ high jet ကားတစ်စီးကိုလူ8ယောက်အဲ့မှာလူ8ယောက်မှာကြတော့ခလေးပါတော့အဲ့ချောင်းချောင်းလေးထိုင်ရဝါကျန်တဲ့ကားကြီးကြတယ်နေကြက်တယ်လူကြီးကနည်းနည်းပဲပါခလေးပါကာချောင်းကြီးနေပဲ high jet ကားနဲ့လာ expert နဲ့ကြလာလို့မရဘူးဘိုးဘောက်ကြည့်လိုက်ဘိုးဘောက်ပြေးတာလာOh my god အပြင်ဘက်တွေကတော်တော်လှဒီမှာထက်ရှိသေးတယ်တပ်ပယ်လိုက်တော့အောက်မှာအမြင်ကြီးပဲအောက်မှာအမြင်ကြီးပဲပြဖို့ပြီးရင်တော့နီးလေတာတော့စားမယ်โอเคကြပါဦးငါဖဲစုတ်ချက်တယ်မိုက်တယ်ငါဖဲကိုအပြားလေးလီရွက်ချက်တာဘူဖေစားကြပါဦးဒါပဲပြားတွေကအရှင်ပြည့်မှာဦးကျဲလေးကလေဘူဖေပုံတလုံးဘူဖေစားမှာဖြစ်ပါတယ်30သားကို3000မကုန်ရင်ရောင်းမှာဖြစ်ပါတယ်ကုန်ရင်တော့တိတ်တလောက် free စားပေါ့မကိုရင်တော့ရုံရမှာပဲဖြစ်ပါတယ်ဒါညှစ်ချင်နဲ့ဝတ်သားပမတ်ကြိုက်ညှစ်ချင်နဲ့ဝတ်သားဟင်းနေရတော့အစုံပဲစားကျင်ကြလေးဘူဖေဘုံတလုံးမှာစားပဲဖြစ်ပါတယ်ဝက်နယ်ရုံညှစ်ချင်ရောငါစုပ်တည်းစုံညာဟိုဘရရပဲဘူဖေဆိုစားရကောင်းရပါပြီညထားစားရဝါပြီဆိုနောက်ထပ်နေရာနှစ်ခုထပ်သွားပဲနောက်ထပ်နေရာနှစ်ခုကတော့မြင်းမထီကူနဲ့ပြိုက်တောင်ကိုသွားမှာပဲဖြစ်ပါရဲ့ရှင်ကိုကတော့မြင်းမထီ
တဘာလိုင်းကူရဲ့ဝင်มาပဲဖြစ်ပါရဲ့ရှင့်လိုင်းဘူးရဲ့သူတွေလည်းကြည့်လိုက်ပါအထဲမှာလည်းမှောင်အထင်လားအော်လင်းရှိရအေးညာပဲဒီထဲမှာပြင်မှာကျနေပူတယ် ရောက်ပါမှာ အောက်ကို အေးစိတ်ရင်လားဒီမှာရေလေးတွေစီးကြ ရှောင်းနော် စိတ်ဝင်ရေလေးစိတ်ဝင်တော့ကျန်တပ်ပဲဒီကြောက်ဆောင်နေတိုက်မိမှာဆိုလို့ချေးချွတ်ပြီးတော့အနေဖြစ်ခိုင်းတာတပ်ပဲရှိမအများကြီးပဲအပြင်မှာတော့နေပူချင်တာဒီထဲမှာတော့အေးချမ်းတာရအေးချမ်းတာရဒီမှာခေါင်းနဲ့မလို့တွေ့လားအဲ့လိုသွားရင်မတိုက်မိမယ်ဒိန်းကလေးဆိုပြီးထိမိမယ်ဒါပေမဲ့အရှိတဲ့တော့ကြောက်ဖားတယ် Let's go ဟောလမ်းမဆုံးသေး သူက45နဲ့ဒီထဲမှာတော်တော်လိုက်ရှောင်းအောင်မယ်ခဏစားကြည့်တယ်ကိုယ်ကတော်တော်လေးပါ ပြန်ထွက်မှာပါဒီမှာတက်လားဒါကြီးအဲ့ဒါကြီးတိုက်မိမှာပြောအရက်ရှိရဲ့လူဝင်လို့မရဘူးဒါ ကိုမျက်နှာကြည့်ပြောပါလား ဒါကိုရက်ရှိရဲ့သူတွေဝင်လို့မရဘူးရက်ရှိရဲ့သူဝင်လို့မရဘူးစိတ်တော့မကောင်းပွင့်ကြီး လမ်းဆုံးသွားရင်တော့ပြန်လေ စင်ချေတိုင်းလမ်းဆောင်ဝိုင်းနောက်ပြန်လေဟိုမှာလိုက်လဲလိုက်ကျင်တယ်ဟိုပိတ်မိမှလည်းကြောက်နေရဟိုနှစ်ယောက်ကဒီကတော့လှေစီးဟိုလှေတောင်ဖြစ်တယ်ဒီကလှေကလေးဟိုဘူကျဲတော့ကျဲလိုက်ခြင်းလိုက်နေဖြစ်နေနည်းတော့အေးမပါကြီးလေပွကျင်းဝါးကြီးပွကျင်းဝါးပြီပို့ပြီးငုံနေရပြီကြည့်လိုက်အော်ပိတ်ဝါးဟိုရှိမပိတ်ဝါလားအရှိမပိတ်ဝါ ဘောကဖျားပါလား ဒါပြီးပါရင်ပြီးပါရင်ကျဆင်းပြတယ်လည်းလည်းဒါဒီမရဘူးပါလား ရှေ့မှာဟုတ်လမ်းလည်းနှစ်လမ်းတော့ရှိဘယ်လမ်းရွေးရမှာကြည့်ရောသူမထားသွားရင်လမ်းရွေးလိုက်တော့ ဒီတော့သူက ဟုတ်တယ်ဒီနေရာဟုတ်တယ်အပေါက်တော့မှန်ပါပြီအောင်မြင်ပြီထိတ်ဆုံးကပန်းနိုင်သူ မောလေးလူများ ရောက်ရှိသွားပါပြီ ဟုတ်ကြ မောဝါတလက်တကားလုံးအိယာပြီးတော့လှိုင်ကူရဲဝင်လဲလမ်းပြောက်ပြီးမောဝါဒါပဲတော့ဝစားလဲပြီးတော့ဂျိုက်တောင်သွားမယ်အဲ့တော့ဂျိုက်တောင်ပေါ့နော်အေးဒီစားရှင်းနေဂျိုက်တောင်ရောက်ပါပြီမိုက်ရကြညင်းစီမို့တဲ့ဖွာ အမေမသားမမေကမြင်းစီကို အဖာညင်းစီမို့တဲ့ပပမြင်းစီတောင်ပေါ်ရောက်သွားမလားမသိဘူးဂျိုက်တောင်မှာဒီတော့သွားဆောပါမယ်အားလုံးပဲ Let's go တောင်ရမြင်ပဲပန်းနေမှာရိုက်ဖို့ပန်းနေရသေးနေတောင်ရမြင်ပဲဒီတော့သွားဆောမယ်ဒီတော့သွားဆောမယ်ဟိုဒီတစ်ခေါက်ဖေးကပ်ပြောင်းလာဖေးရအမြင်ရနေပြီတမီးအောက်ကိုရိုက်တယ်ပုံစံ အဲ့ဒါဆိုရင်ကောင်းပြီမပါတော့ဘူး ရိုက်တောင်ဒါပုံလေးရိုက်ပြီးဒီတော့လည်းဆော်ပြီးပြီးတော့ဟိုတယ်ကိုသွားတော့မယ်ကော်ဖီ
ကိုရှစ်ထောင် 是个别。 ဟုတ်ကာဖီအေးကာဖီအေးကာဖီကောင်းနေအေးလေအမောပြေခုနတောင်းတက်တော့ခုနတောင်းတော်တော်မြင့်တာအမောပြေဝိုင်းဒါပြီးရင်တော့ဟိုတယ်ကိုသွားမယ်ကလောဟိုတယ် ဒီဒီစီ ဟိုတယ်ကိုရောက်ကလောဟိုတယ်ဟိုတယ်ကချဲကြီးပဲကြည့်လားချက်အင်ပဲ တရားကောကဆော့ဖက်ကျွေးတာလေဆော့ဖက်ပါအားကိုကြာအဲ့ရေကူးကန်လည်းပါ 过来了，你当不当没了， ဒါလေးမျိုးမောပြေလိုက်အောင် လာ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 ဝါဒါပြေကူဒါပဲဒီထဲမှာ ဟုတ်ကဲ့ပါ 你看那家的很多吧？ ဝိုး Oh my god တော့ဖွားနေမှာလေချင်းရွတ်ချက်ရှိုးလိုက်ပါရေကူးကန်ပါရင်တော့ဒါမဲ့ရေမကူးရဘူးချက်မှာဟိုးမှရေကူးကန်တွေ့လားအောက်မှာလည်းရေကူးကန်ပါသေးရဲ့ရေမကူးရဘူးချက်မယ်အဲ့နောင်မနဲ့တမနလုံးဖြားပူလာတော့ Oh my god ဒါတော့2ယောက်8ဘယ်လိုခံရတော့3ယောက်8 019 wow 109ပါကုန်139 အဲ့လား ကဲနားယူမယ် ဘုရားတောင်း ခုကတော့ဗန်တို့ club တာမှာတက်ပုံရိုက်နေရပဲဖြစ်ပါတယ်ဒါပြီးနိုင်စီုံသွားမှာတို့ရေးချင်နေရအများကြီးပဲသိလားမိရထားလဲရှိရဲ့နိုင်စင်မှာစပီတော့ဆက်မယ်ဒီမှာပြီးသွားနိုင်စီုံသွားမယ် let's go အင်းလေးကမနေ့မှပဲသွားတော့ဒါကြအင်းလေးတို့ချစ်တမီကလောနိုင်စီကတော့တော်တော်လာတာပဲဓာတ်ပုံနေရိုက်မယ်ရိုက်ပြီးလို့ရှိရင်တော့နီးဖျားကိုရင်သွားမယ်ဒါပြီးလို့ရှိရင်နီးဖျားပြီးရင်ဒင်နာသူ့မောင်သမင်းဆိုင်မှာသွားစားကြမယ် let's go အခုကတော့ဗန်တို့နီးဖျားရောက်နေရပါနီးဖျားရောက်နေတာပါရှင်နီးဖျားဖို့မယ်ကဲဖိုးပြီးဆိုတော့ဖိုးပြီးဆိုကားဝတ်တယ်မယ် 啊，我刚才你种心灵， ကားဝတ်တယ် 妈妈以为呢。 အားကြောက်တယ်နော် ကိမို့လေးမစားရအောင်အလားကြည့်တာ အဲ့ကုသူကဘာနဲ့မှမလဲနိုင်လားကိုကစားရတယ်ကောင်းကောင်းစားရတယ်လို့လေနော်ဒါမှမချမ်းသာပါသေး ကိမောကတော့တကယ်ကောင်းတဲ့ကိမောကအင်း ရှယ်ကျွေးတာ သူ့လေးကြိုက်မှာ အားပေါက်နေများနေလို့ အာမေရခွေးရှိမှရင်စားပြနေသူ့တေးကြအောင်လုပ်နေ ပိုးတယ်မကောင်းလို့ကျွေးတာမဟုတ်လေ နောက်ကကောင်လေးကြံသေးတယ် ပေပေ အလေး ပြီးသွားကိုဒါလေးတော့မှကျန်တာဘူး အလေးစားမယ်တားလေး မလေးဒီမှာလွတ်တင်ပါ စားကြမယ်မုတ်လေးခွေးချကြွေးလှလို့ဆိုပြီးထိုင်ကြည့်တာဟာဝတ်တယ်ပြီညစားသူ့မောင်သမင်းဆိုင်မှာသူ့မောင်သမင်းဆိုင်တွေ့လားညစားဒီမှာစားမှာချစ်သားလုံးကြုံ ဖိတ်သားရယ်တို့နေကြီး 对的，我想恭喜婆婆。 ဒီမှာလေကွာ ဆွဲပြီဘယ်စုံမှာလားဘယ်စုံကကုန်သွားလို့ ဟုတ်ဘူး စိတ်သားနဲ့စားဗျာဘယ်လုံးကြရီ အကြိုက်စားလေးဒီမှာစားအောင် အဲ့ပါအောင်ကဲပြောင်းသွားပြီနာပူပါပြီပြီးဟုတ်တယ်သွားမယ်အဲ့လို့နှာထိုင်နေကြချစ်စရာလေးအာသူကြည့်နေချစ်စရာလေးအကြည့်ပါကာဝတ်တယ်မယ်ဟိုတယ်ပြန်ပါပြီ